ရေအေးတစ်ခွက်စီတစ်စက်နဲ့လက်ဖက်တရိုးကြံတချိုးမြမျက်နှုတ်ဌာနဟုသည်မျက်နှုတ်ကြည်ပြူဌာနဟုသည်ကုသိုလ်ကောင်းမှုရရပြုလို့ဒီလိုဆုံးမလာရှိရတာနော်ရေအေးတစ်ခွက်ပဲဖြစ်စေစီတစ်စက်ပဲဖြစ်စေနော်ကြံတချိုးပဲဖြစ်စေရေအေးတစ်ခွက်စီတစ်စက်နဲ့လက်ဖက်တရိုးတဲ့လက်ဖက်ကလေးတရိုးပဲဖြစ်စေကိုစားတဲ့ထဲကခွဲခြားပြီးတော့ငါဒါနကုသိုလ်နေ့စဉ်နဲ့အများလုံးမိရလားဒါနကုသိုလ်ငါမှဖြစ်ရလားစိတ်အားနဲ့ကြိုးစားကြည့်ကြိုးစားဒါနကုသိုလ်ဖြစ်တယ်ဆိုရင်ဝမ်းသာမဖြစ်သေးဘူးဆိုဖြစ်အောင်လုပ်ဖြစ်ပြီးရင်တိုးတက်လာအောင်လုပ်